Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ Crafter Joy ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ညီမကြီးတိတ်မဆိုတဲ့ဟာကူဝေါ်ကိုကျွန်တော်ဆော့မှာဖြစ်ပါတယ်အဲ့တော့တကူကြီးကိုဝတ်တက်မှာတင်ရင်လည်းတော့ကဘောထောင်ပြီးတော့ထက်တက်မှာဖြစ်ပါတယ်ခုချိန်မှာဆိုတော့ဝေါ်တက်တယ်ဗျာဒီအောင်နာလေးဆွဲလိုက်နေတာဟာကူဆိုတဲ့ဟာလေးပေါ်ရအားလေးဖွင့်လိုက်ဟာကူဖြစ်ပါမီလီတောက်ပါအဲ့တော့ဟာကူဝေါ်ဖြစ်ပါဟုတ်ပြီကျွန်တော်ဝါစာထောင်လိုက်ပြီကြโอเค what this ထောင်ပြီဆိုရင်တော့စတင်နေချိန်မယ်နော်ဒါတော့ဒီပေါ်လို့ဒါကတော့နေရာပေါ်လို့ဒါပြညမိုင်းကဆော့ရမိုင်းကရထုံးကြတဲ့ကြတော့တခုတ်ပါမယ်ရောက်သွားနေတယ်ရှိမှာတို့တွေ့လို့ခရက်ဒီပဲရင်လောက်ရမယ်လောက်ပြီးတော့လိုအပ်တဲ့တိုးတွေကိုအကုန်လောက်ပြီးတော့ကျွန်တော်ငါကအန်ဒါဒရာဂွန်ကြီးကိုပြီးဖို့ကျွန်တော်စတင်အကောင့်ထဲဖောင်းနေပါပြီဗျတို့တွေ့လို့ကျွန်တော်ဓာတ်လောက်ပါပြီလိုအပ်တဲ့တိုးတွေအကုန်လောက်ပြီးတော့ခရက်ဒီတွေပဲထည့်ပြီးတော့ဒါဟောဒီနာတို့ဘာတာမနေဘူးအကောင်မရှိဘူးမြေဘူးအကောင်မရှိရင်ညတစ်လေတယ်ဒုက္ခရောက်တယ်အကောင်တက်ဟဲ့နေဟာကြောက်ကြသေးပါဟုတ်ပြီသုံးမွေးရပြီသုံးမွေးယူလေးရပြီโอเคရွာကိုလက်ရှာမယ်ရောက်ရှာမှာနေရာတိုင်းဒီညကြီးကြပဲကွာပြီးတော့အောင်တော့လေးလေးဟာရောက်ကွာလိမ့်နေတယ်နော်โอเคဟာရှိမှသုံးမေးလည်းတက်ပါချလာသုံးမေးလည်းတက်ဟာဟိုနာပန်းနေနဲ့ကွက်တီပန်းနေအောင်နဲ့သုံးမေးကိုချဲမယ်ကွာချဲပြီးတော့အဲ့ရလို့ရဟာနောက်တဲ့တို့တော့ဟာကွက်တီပဲအကောင်တက်လက်ဟုတ်ပြီတော့မယ်အားဆိုရွာကိုလိုက်ရှာမယ်နေတော့အခုလောလောဆယ်အဲ့ရလို့လည်းပေါ့ညဆိုဒုက္ခမရအောင်ဟုတ်ပြီဒါကိုနေအောင်လေးလုံးပြီးတော့အားဆိုသုံးဝင်းနေအောင်လေးရပါတယ်ဟုတ်ပြီဒါဆိုအဲ့ရလို့ရပြီโอเคအဲ့ရနေအောင်လေးတော့ရပါတယ်အဲ့ဒါခရက်ဒီပဲဟိုဖြတ်ပြီးတော့သွားမယ်ထားမယ်ရွာဝါရှာမယ်ခေါင်းကြီးတို့โอเคတော့ကြတော့ကြာတော့ကွာလို့ဘေးတိုင်းသွားမယ်ဒီတော့ဟာရကောင်လေးချစ်စရာလေခုနတရားဝင်ရှိတာဟောဒီဝါလာတော့ဟုတ်ပြီသွားမယ်都也节约吧ရေးကြပဲတော့တော့မှရောက်သွားရေကူးရောက်တော့မှဆုံးပြီးရှိတာညတဲ့မရဘူးလေးလုံးချင်းသေးညမ်းသွားโอเคရွာရှာမယ်နောက်တွေ့ဒီကောင်စားမှပြโอเคအားဆိုတို့လည်းအစားလုံးတော့ပါပြီ
ရွာရှာတော့ခတ်တယ်ညာဘူးစီမာလေးကိုရွာတန့်တွေ့တဲ့စီလေးရေပြောကောမန်ထဲမှာရှင်းထားရပါပြောဆောရရွာရှာတော့ခတ်ဟာကြည့်ရအခုသမုတ်တရားကြီးပြန်တွေ့ရပြီဘယ်တော့ပြောမှလဲရောက်တော့တောင်းတယ်I know that ဟောထစ်တယ်ကွာဟုတ်ပြီတော့မယ်ဒီပေါ်တောင်းတက်လို့လည်းမရဘူးကွာโอเคဒီပေါ်တက်ပြီးတော့သွားမယ်တဲသွားမယ်ဒီမှာနည်းရှိမလားသွားမယ်โอเคမဲအောင်လေးလိုက်ရောင်းဆိုရင်ဟာဒီသမုတ်တရားကြီးပဲငါလေးရှိမှညသိနေရတော့ကြည့်အောင်အိုးโอเคရှိမှယူโอเค let's go ဘာယူငါလုံးမလာပါမောဝါဒီနေ့တော့လောက်ပါပဲကျွန်တော်နောက်နေ့မှပြန်တွေ့ပါ